လွတ်မြောက်နေစေလူသက်သမားများဒီလူတွေကရက်ဆက်တဲ့ရာဇဝဲမှုကိုကျူးလွန်ခဲ့ကြပေမဲ့ရဲတွေကဘယ်တော့မှဖမ်းမိခဲ့ပါဘူးဒီတစ်ခါမှာတော့ကြောချမ်းဆရာကောင်းတဲ့အကြောင်းအရာလေးကိုမျှဝေပေးချင်ပါတယ်ဒီလိုပြောလို့ယုံနှန်းတရဲပုံမြင်နေကျောင်းဆရာမျိုးပြဒန္တာရီဇလန်းနေတော့မဟုတ်ပါဘူးတကယ်အဖြစ်အပျက်တွေကိုမျှဝေပေးသွားမှာပါဗီဒီယိုထဲမှာဆိုရင်နာမည်ဆိုးနဲ့ကြော်ကြားတဲ့ရာဇဝဲကောင်တွေရဲ့အကြောင်းကိုတွေ့ရမှာဖြစ်ပါတယ်သူတို့ကစိတ်တစားလူသက်သမားတွေ၊ဂွင်းဆက်လူသက်သမားတွေလည်းဖြစ်ကြပါတယ်။ပိုဆိုးတာကသူတို့ကိုဖမ်းလို့တော့မမိခဲ့တာပါပဲ။တချို့ဆိုရင်ရဲတွေကိုတဲစင်ခေါ်ပြီးရာဇဝတ်မှုကျူးလွန်ခဲ့တာပါ။ဒီတော့ရှေရှေဝေးဝေးမပြောတော့ပါဘူး။ဒီလူတွေအကြောင်းနဲ့ပဲရှေ့ဆက်လိုက်ပါအောင်မယ်။ဇူရီယက်ကီလာ1960ခုနှစ်နှောင်းပိုင်းနဲ့1980ခုနှစ်အစောပိုင်းတွေမှာဇူရီယက်ဆိုတဲ့လူတစ်ယောက်ကမြောက်ကယ်လီဖိုးနီးယားတခွင်ကိုအထိတ်တလန့်ဖြစ်အောင်ချင်းချောက်ထားခဲ့ပါတယ်။ဒီလူကရာဇဝတ်မှုကျူးလွန်မဲ့ကိစ္စကိုသတင်းစာတိုက်တင်နဲ့ရဲဌာနတွေကိုစာရီကြိုပို့ပြီးစိန်ခေါ်ခဲ့တာပါဒါပေမဲ့သူပို့တဲ့စာတွေကဝက်စာတွေနဲ့ရေးထားတာဖြစ်ပါတယ်အဲ့ဒီဝက်စာတွေကအခုထိတောင်မှဖြေရှင်းလို့မရသေးပါဘူးဇီရီယက်ကသူကျူးလွန်ခဲ့တဲ့ကိစ္စတွေကိုလည်းစာနဲ့တေချာရေးပြီးထားခဲ့ပါသေးတယ်ဒီလောက်အထိတဲလွန်စားတွေရှိနေပေမဲ့သူကတော့အရှောင်တင်းကောင်းလွန်ခဲ့တာပါသူကလူငယ်စုံတွဲတွေနဲ့တကိုယ်တည်းနေတဲ့သူတွေကိုပြစ်မှတ်ထားတာများပါတယ်သူလက်ချက်မိခဲ့ရင်လည်းသားကောင်တွေကမရှုမလှဖြစ်ခဲ့ရတာပါဒီကိစ္စတွေကိုဇူရီယက်ကပေါ်တင်မဲ့စာနဲ့ရေးထားပါတယ်ရဲတွေကဒီလိုနဲ့ပတ်သက်ပြီးမရေတွက်နိုင်တဲ့စုံစမ်းစစ်ဆေးမှုတွေခင်မေမှုကင်းဆိုင်ရာနေပညာတွေစသဖြင့်နီလန်မျိုးစုံအသုံးပြုခဲ့ပေမဲ့ဇူရီယက်အကြောင်းတေချာရရတဲ့အသေးလွန်စားတွေများခဲ့ပါဘူးဒီလိုနဲ့ဒီလိုက10နှစ်နေပါလူတွေကိုအထိတ်တလန့်ဖြစ်စေခဲ့ပါတယ်အဲဒီနောက်ပိုင်းသူရဲ့လှုပ်ရှားမှုတွေပျောက်ကွယ်သွားခဲ့ပေမဲ့သူနဲ့ဆိုင်တဲ့မေးခွန်းတွေကတော့ဘေးနည်းအဖြစ်ကြံရှိနေစေဖြစ်ပါတယ်ဂျက်တဲ့ရစ်ပါအကယ်၍တင်တို့ကဗစ်တိုးရီးယားခေလန်ဒန်မြို့ရဲ့မြူကိုထူထပ်တဲ့လမ်းမပေါ်မှာရှောက်နေတော့ကျောက်ဆရာအရေးတစ်ခုကစိုက်ကြည့်နေတယ်ဆိုတာကိုသိရင်ကြက်သိမ်းထားမိကြမှာပါအဲ့လိုပါပဲ1888ခုနှစ်ပတ်ချာလည်မှာဂျက်တာရစ်ပါဆိုတဲ့ကီလာဘဲကြီးကဝေးုံကြီးချုံပြီးညအမောင်ကိုအားကိုးကလမ်းပြော်လုပ်နေကြတာဖြစ်ပါတယ်သူကအားနေလို့ဒီလိုရှောက်သွားနေတာတော့မဟုတ်ပါဘူးသူ့လက်ကသွေးစာနေလို့သားကောင်လိုက်ရှာနေကြတာပါညပိုင်းအချိန်ဖြစ်တဲ့အတွက်သူ့ရဲ့သားကောင်အများစုကညဘက်မှလှုပ်ရှားရတဲ့ညနှငက်ကောင်မလေးတွေဖြစ်ဖို့ပုံများပါတယ်ကောင်မလေးတွေခင်ဗျာမရှိလို့ခန္ဓာကိုယ်ရင်းပြီးလှုပ်ရှားရတဲ့အချိန်မှာဒီလိုစိုက်ကိုကောင်ကြီးကြောင့်ကန်ဆိုးခဲ့ရတာပါဒီလိုကကောင်မလေးတွေကိုနှိမ့်ဆက်ညှင်းပန်းပြီးမှရှင်းပြတာကြောင့်ကာယကရှင်တွေအတွက်လည်းအရှင်လက်လက်ငဲကြခဲ့ရသလိုဖြစ်ခဲ့ပါတယ်ဒီသတင်းကြောင့်လန်ဒန်အပြင်တစ်ကမ္ဘာလုံးကလည်းဒုံလုံးချောင်ချခဲ့ရတာပါရဲတွေကရစ်ပါဖြစ်နိုင်တယ်လို့တနင်္ဂနွေရှိသူတွေကိုဖမ်းဆီးစစ်ဆေးကြည့်တော့လည်းခိုင်မာတဲ့အထောက်အထားတွေမရှိတော့အတိမပြုနိုင်ခဲ့ပါဘူးဒီလိုတွေထဲမှာသားသက်သမားကအစတတိတွေအစုံပါနေခဲ့တာပါရစ်ပါကလည်းရန်ကိုပါနေပါတယ်ကျူးလွန်ခဲ့သမျှရာဇဝတ်မှုတွေကိုတဲလွန်စဒဇက်လေးမှမကျန်အောင်ခြေရလက်ရဖြတ်ထားနိုင်ခဲ့တာပါအဲဒါကြောင့်ရစ်ပါရဲ့ကိစ္စကလန်ဒန်ရဲဌာနကပါဂုံတိတ်ခါကြာဆင်းစေတဲ့အထိဖြစ်ခဲ့ရပါတယ်ပြီးတော့ရစ်ပါရဲ့တမိုင်းကလည်းလှုပ်ဝက်မှုတွေနဲ့အပြည့်မှတ်တမ်းကျန်ရှိနေခဲ့တာပါနယူးအော်လင်းကပစိန်လူသားဒီလူသားကလည်းဇူရီယက်လိုပါပဲသူကျူးလွန်မဲ့အမှုတွေကိုသတင်းစာတိုက်ကိုအကြောင်းကြားပြီးစိန်ခေါ်ခဲ့တာပါသူအဓိကသုံးတဲ့လက်နက်ကပစိန်ဖြစ်တာကြောင့်ပစိန်လူသားလို့နာမည်တွင်ခဲ့ပါတယ်သူက1918ခုနှစ်နဲ့1919ခုနှစ်အတွင်းနယူးအော်လင်းတမျိုးလုံးကိုခြောက်ချားစရာအချိန်တွေဖြစ်အောင်ဖန်တီးခဲ့တာပါသူကရစ်ပါထက်လည်းပိုကျမ်းပါတယ်ဘာလို့လဲဆိုရင်သားကောင်ရဲ့အိမ်ထဲအထိဝင်ပြီးတိုက်ခိုက်တယ်လို့ပါပဲအဲဒါကြောင့်ကိုယ့်အသာကိုအိမ်ပါထဲနေရင်တော့မှကန်ဆိုးနိုင်ပါတယ်ဒီပစိန်လူသားကလည်းစာရေးပြီးတဲလွန်စာချန်ထားတာကိုအတော်လေးကြိုက်တာပါသူကျူးလွန်ခဲ့တဲ့ကိစ္စတွေကိုဖော်ပြခဲ့သလိုဂျက်တချင်းသားထောင်ရတာကြိုက်တဲ့အကြောင်းကိုလည်းတဲလွန်စာပေးထားခဲ့ပါသေးတယ်နောက်ပြီးဒီလူကသားကောင်ရွေးတဲ့နေရာမှာလည်းချွင်းချက်မရှိပါဘူးကြားမှကြီးငယ်အပြိုအိုမရွေးဘာလာလာထောင်းပါတယ်ပစိန်ကိုပဲအသုံးပြုတယ်ဆိုပေမဲ့ကျူးလွန်တဲ့နီလန်းတွေကတော့မျိုးစုံနေတာပါပဲဒါကြောင့်မျိုးခံတချို့ကဒီလူကိုတမန်ရာဇဝေးကောင်လို့တော့မထင်တော့ပဲသူတို့မျိုးကိုအပြစ်ပေးဖို့စေလွတ်လိုက်တဲ့နတ်ဆိုးလို့တော့ထင်ခဲ့ကြတာပါဒီကိစ္စမှာလည်းရဲတွေကနီလန်းမျိုးစုံသုံးပြီးအစွမ်းကုန်စုံစမ်းခဲ့ကြပါတယ်ဒါပေမဲ့အစအနတော့တဲလွန်စားမရပဲဒီတိုင်းပြောက်ကွယ်သွားခဲ့ရတာပါကြည့်ရတာသူ့ကိုနတ်ဆိုးဆိုပြီးတင်စားကြလို့ကျင်းနေသွားပြီးနားလိုက်တာလားတော့မသိပါဘူးကလီဗာလင်းကတားတက်သမား1930ပြည့်နှစ်တွေမှာလည်းအိုဟိုင်းယိုပြည်နယ်ကလီဗာလင်းကကြောက်စရာရမ်းကောင်းတဲ့ရာဇဝတ်ကောင်တယောက်ကိုဖမ်းဆီးခဲ့ပါတယ်ဒီလိုရဲ့ကျူးလွန်ပုံကတမန်ရာဇဝတ်ကောင်နဲ့လုံးဝကိုမတူနေပါဘူးအဲဒါကြောင့်စစ်တစလူသမားလို့ခေါ်ခဲ့ကြတာပါသူကသားကောင်ကိုစိန်ပြေနေပြီးနှိမ့်ဆက်ညင်မှန်ပြီးဒီကိုယ်လုံးကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ကကျူးလွန်တာဖြစ်ပါတယ်ဒါပေမဲ့သူခုတ်ထစ်ဖြတ်တောက်တာကအရန်ကိုစနစ်ကြပြီးတည့်ရနေတာပါအဲဒါကြောင့်ဒီလူကိုသားသက်သမားတယောက်ဖြစ်မယ်လို့ခံမှန်းခဲ့ကြပါတယ်အဲဒါကြောင့်ဒေတာရင်းကသားသက်သမားတွေကိုခေါ်ပြီးစစ်ဆေးကြည့်ပြန်တော့လေကျူးလွန်နိုင်တဲ့အခြေအနေကိုမတွေ့ခဲ့ရပါဘူးဒီလိုနဲ့တရားခံမိဝကိစ္စကလည်းအခွင့်အလမ်းပြန်နေသွားပြန်ပါတယ်နောက်ပြီးဒီလူရဲ့ရက်စက်မှုတွေကအပြေရှာမရတဲ့ပုံစံတစ်ပုဒ်ဖြစ်နေပဲကြံရစ်နေခဲ့ပါတော့တယ်ဂီကိုကန်းချေလူသမားဒီကိစ္စတွေမဖြစ်ခင်အထိတော့အမေရိကန်ရဲ့လောင်းအိုင်လန်ကမ်းခြေလေးကတာယာပြီးနေချင်းစရာကောင်းတဲ့နေရာလေးဖြစ်ခဲ့တာပါ1990ခုနှစ်နောက်ပိုင်းနဲ့2010ခုနှစ်အစောပိုင်းကာလတွေမှာတော့ခြောက်ချားစရာကိစ္စတွေဖြစ်လာခဲ့ပါတယ်အဲ့ဒါကတော့လောင်းအိုင်လန်ရဲ့အဝေးပြေးလမ်းမတွေပေါ်မှာ
သားကောင်တွေရဲ့အကျွင်းအကြံတွေကိုမကြာခဏတွေ့ခဲ့ရတာပါသားကောင်ဆိုလို့တလိမ့်ဆန်တွေမဟုတ်ပါဘူးလူသားတွေဖြစ်ပါတယ်ကော်ပီမိမှဆိုလို့လှည့်ပတ်ပြောနေရတာပါနောက်ပြီးသားကောင်အများစုကပြည့်တဲ့စာမာလေးတွေဖြစ်နေတာပါမကြာခဏဒီကိစ္စတွေဖြစ်လာတဲ့အခါမှာရဲတွေကလည်းအဝေးပြေးလမ်းတစ်လျှောက်ကင်းလှည့်ပြီးတေချာစုံစမ်းခဲ့ပါတယ်ရဲတွေမပြတ်စုံစမ်းတဲ့အချိန်အတွင်းမှာတော့ရာဇဝတ်မှုတွေကဆက်ဖြစ်နေတော့ပါပဲတနင်္လာရှိသူကဖော်ထုတ်ဖို့စွမ်းကုန်စူးစမ်းခဲ့ပေမဲ့လည်းတိကျတဲ့သဲလွန်စားတွေတက်တွေမရခဲ့ပါဘူးဒီလိုနဲ့ဂီကိုကန်းချေလူသမားလည်း20လောက်အားရပါရလှုပ်ရှားပြီးအစပြောက်သွားခဲ့ပါတယ်ဒီဖြစ်ရက်ကလာအိုင်လန်ရဲ့တမိုင်းမှာတော့အမဲဆက်ဖြင့်ကြံနေရစ်ခဲ့ရပါတယ်ဝမ်မေဆာအယိုးစုဆောင်သူဒီကိစ္စကတော့နယူးမက္ကဆီကိုပြည်နယ်အဘူကွာကီမြို့ကန်နေတော့အိမ်ပြင်တော်မထွက်ရဲရလောက်တဲ့အထိဖြစ်ခဲ့ရတာပါပြီးတော့ရဲတွေကိုလည်းအတော်လုံးများစီခဲ့ပါတယ်2009ခုနှစ်ဝန်းကျင်တော့ကအမျိုးသမီး17ဦးရဲ့အကျွင်းကြံတွေကိုမြို့လေးရဲ့လူသူအယောက်ပေါက်နေတဲ့နေရာမှာမြုပ်နှံထားတာကိုတွေ့လိုက်ချင်းဒီဇလန်ထွက်ပေါ်လာခဲ့တာပါအခင်းဖြစ်ရာကိုစစ်ဆေးကြည့်တော့ဒီကိစ္စဟာမတော်တဆမှုမဟုတ်ပဲရွေချက်ရှိရှိကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုဆိုတာသိသွားခဲ့ပါတယ်ဒါပေမဲ့တရားခံကဘသူဘဝလဲဆိုလိုက်တဲလုံစားကတော့မကြံခဲ့ပါဘူးထူးဆန်းတာကဒီတရားခံဟာသွေးအေးပြီးစနစ်ကျတဲ့ကိုရီကိုသွေးရှိနေတဲ့ဆိုတဲ့အချက်ပါပဲအယိုးတွေကိုစီစီကြာနာရှိနေတာကိုတွေ့ပြီးကျွမ်းကျင်သူတွေကဒီလိုမှတ်ချက်ချနိုင်ခဲ့တာပါရဲတွေကဒီကိစ္စမှာလည်းနီလန်မျိုးစုံသုံးခဲ့ပါတယ်ဒီရနေစစ်တာတွေတန်တရားရှိသူတွေကိုခေါ်မေးတာတွေစသဖြင့်စ조사ခဲ့ပေမဲ့ဒီဗီဒီယိုရဲ့ထုံးစံအတိုင်းဖမ်းမမိပဲအခုထိလွတ်မြောက်နေတော့မှဖြစ်ပါတယ်အိမ်ပေါ်မာလေးတွေရဲ့အိမ်မက်ဆို1880ပြည့်နှစ်နောက်ပိုင်းတက္ကဆက်ပြည်နယ်အော်စတင်မြို့ကအိမ်ပေါ်မာလေးတွေရဲ့အိမ်မက်ဆိုနေပြီဖြစ်ခဲ့ရတာပါဘာပဲလဲဆိုရင်သူတို့လိုကြောပွဲနှင်းများတွေကိုမှအညိုထားပြီးလိုက်ရန်ရှာနေတဲ့စိတ်စစကောင်ကြီးထွက်ပေါ်လာခဲ့လို့ပါပဲဒီလူကအိမ်မော်လေးတွေကိုပဲသားကောင်ဖြစ်ရွေးပြီးရာဇဝတ်မှုကျူးလွန်ခဲ့တာပါရဲဆက်ဆက်နှိမ့်ဆက်တဲ့ကိစ္စကိုလည်းထင်မပြောချင်ပဲပြောအောင်ပါပါတခါလေကြာရင်သူကျူးလွန်တဲ့နေရာကလူသူရှိတဲ့နေရာတွေဖြစ်တယ်လို့နေကင်းဘက်အချိန်ဒီမှာလည်းကျူးလွန်တက်တာကအံ့ဩစရာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလူကခြေရလဲအဖျောက်တဲ့နေရာမှာရမ်းပြီးတာကြောင့်ရဲတွေလည်းအခက်တွေ့ခဲ့ရတာပါတကယ်တော့အဲ့ဒီအချိန်တွေတုန်းကအော်စတင်မြို့ရဲ့နေထိုင်မှုပုံစံတွေကရန်ရိုးရှင်းနေပါသေးတယ်ပြောရရင်မြို့လေးထဲမှာအဲ့ကျတာတော့မှသိနိုင်တဲ့အခြေအနေဖြစ်နေကြတာပါဒါပေမဲ့ရာဇဝတ်မှုကိစ္စမှာတော့ခိုင်လုံတဲ့တက်တည်ရဖို့အခက်အခဲတွေဖြစ်ခဲ့ရပါတယ်တန်တရားရှိသူတချို့ရှိပေမဲ့သူတို့လည်းတန်တရားရဲ့အကျိုးကိုခံစားခွင့်ရခဲ့ပြီးလွတ်မြောက်သွားခဲ့ရတာပါဒီလိုနဲ့အိမ်ပေါ်မာလေးတွေရဲ့အိမ်မက်ဆိုဇလန်ကနားလည်ရခက်တဲ့ပရင်ဒီတစ်ခုအဖြစ်ကြံရစ်နေခဲ့ပါတော့တယ်ဖလော်ရစ်မကောင်းဆိုးအားဖလော်ရစ်19K ကလူသားတွေကိုအသက်ကိုကယ်တင်ခဲ့ပေမဲ့ဖလော်ရစ်မကောင်းဆိုးအားကတော့နာမည်နဲ့လိုက်အောင်ဆိုးသွမ်းခဲ့တာပါ1960 1980ကြားမှာအီတလီဖလော်ရစ်မြို့လေးကဒီရာဇဝတ်မှုတွေကြောင့်ခြောက်ခြားစရာအထိဖြစ်လာခဲ့ပါတယ်ဒီအမှုကိုဒေသခံတွေကဘလူးအမှုဆိုပြီးသုံးနှုန်းခဲ့ကြပါသေးတယ်ဒီအမှုတွေမှာလည်းထူးခြားချက်တွေရှိနေကြတာပါအဲ့ဒါကတော့တားကောင်ဖြစ်တဲ့အများစုကခီးထွက်လာတဲ့ဇုံထဲတွေဖြစ်နေတာပါပဲကြည့်ရတာရီးစားရဲ့တစ္ဆာဖောက်တာခံရတဲ့တရားရောက်ကစိတ်နာပြီးရှောင်းလုံးနေတဲ့သဘောမျိုးရှိနေပါတယ်ရဲတွေရဲ့တရားခံရဲ့အပြုမှုကိုစမ်းစစ်ကြည့်တော့စိတ်ရောဂါလက္ခဏာခံစားရတဲ့သူဖြစ်လိမ့်မယ်လို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့သူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကတော့စနစ်ကျလုံးပြီးတသက်ရရဖြစ်နေခဲ့တာပါပြီးတော့အသေးလုံစားဖျောက်တဲ့နေရာမှာလည်းအရန်တော်လွန်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်စိတ်စားကောင်ဆိုရင်တော့အရန်ကြီးရှင်စိတ်စားကောင်ဖြစ်ရမယ်ဆိုပြီးယူဆခဲ့ကြပါတယ်ဒီဇလန်မှာလည်းကျူးလွန်သူကိုဖမ်းမမိပဲလက်လျှော့ခဲ့ရတာပါပဲစီတာကာယာကကန်ဆိုးတဲ့မိသားစုဒေါ်ဂျိုမြို့စီလာကာယာမြို့ရဲ့တိတ်ဆိတ်တဲ့စင်ကြေဘုံရက်ကွက်လေးကရှင်းပြလို့မရတဲ့ရာဇဝတ်မှုတစ်ခုကြောင့်တုံ့လောက်သွားခဲ့ရပါတယ်။အဲဒီအချိန်က2000ပြည့်နှစ်ဖြစ်ပြီးမိသားစု4ယောက်စလုံးရက်ဆက်တဲ့အဖြစ်ဆိုးနဲ့ကြုံခဲ့ရတာပါ။နောက်ပြီးဖြစ်တဲ့အချိန်ကလည်းနေကင်းကြောင်တောင်ကြီးမှာဖြစ်ပါတယ်။တကယ်တော့ဒီမိသားစုကကိုယ့်ကိုယ်ဒီလိုဖြစ်အောင်လုပ်ရမယ့်ကိစ္စမရှိသလိုဘုံတဲ့သူလည်းရှိမနေပါဘူး။ပဝင်းချင်းမှာလည်းဒီမိသားစုကိုဒီလိုဖြစ်အောင်လုပ်နိုင်မဲ့သူလည်းမရှိခဲ့တာကြောင့်ဂျပန်ရဲတွေကဒီကိစ္စကိုခေါင်းချောက်ကုန်ကြပါတယ်။ပေါ်ပြီးထူးဆန်းတာကအခင်းဖြစ်ပွားတဲ့နေရာမှာလည်းတရားခံအတွက်တဲလုံစားတွေရှိမနေတာပါပဲ။ပေါ်ပြီးတေးကြတာကတော့ဒီမိသားစုကိုတရားရောက်ကကျူးလွန်သွားခဲ့တာဖြစ်ပြီးအဲ့ဒီတရားကိုတော့ဘသူပဲဝါလုံးဝမသိနိုင်တာကြောင့်ဒီတိုင်းပဲဇံမျောကြီးဖြစ်ခဲ့ရပြန်ပါတယ်။ကိုလိုနီယာပတ်တွေးကမေနာမင်းခေါ်တဲ့တိုင်ယာလာပါတဲ့အမေရိကန်လမ်းမကြီးတစ်လျှောက်မှာဖြစ်ပွားခဲ့တဲ့ရာဇဝတ်မှုတွေရဲ့နောက်ွယ်မှာဘလို့မှောင်မိုက်တဲ့အင်အားစုရှိနေနိုင်ပါသလဲ။ဒီဗီဒီယိုရဲ့နောက်ဆုံးဇာတ်လမ်းလေးကတော့ဗာဂျီးနီးယားပြည်နယ်ကကိုလိုနီယယ်ပတ်ဝဲစီကိုခေါ်ဆောင်သွားမှာဖြစ်ပြီး1986ခုနှစ်နဲ့1989ခုနှစ်ကြားမှာဖြစ်ပွားခဲ့တဲ့ရန်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကိုတွေ့လိုက်ရမှာပါဒီရာဇဝတ်မှုတွေဟာဒီဒေသရဲ့သမိုင်းမှာမဖြောက်ဖျက်နိုင်တဲ့အမှန်အသားတစ်ခုအဖြစ်လည်းကျန်နေခဲ့ပါတယ်နေနေငယ်အတွင်းမှာဒီတာယာလှပတဲ့လမ်းမကြီးတစ်လျှောက်မှာအသက်မဲ့နေတဲ့လူ9ဦးကိုခက်စိတ်စိတ်တွေ့ခဲ့ရပြီးကျူးလွန်ခဲ့တဲ့ပုံစံတွေကလည်းလှုပ်ဝက်ဆန်းကျင်နေကြတာပါပြောရရင်ဒီလူတွေကရစ်ပူစွာမှုတစ်ခုအတွက်စတေးခံရကြတယ်လို့ဖြစ်နေကြတာပါအဲဒါကြောင့်လူရဲတွေကလည်းဒီကိစ္စကိုကျူးလွန်သူတွေကတူတယောက်တည်းမဟုတ်ပဲအဖွဲ့အစည်းတစ်ခုဖြစ်နေမယ်လို့ယူဆခဲ့ကြတာပါဒါပေမဲ့ခင်မီစုံစမ်းရေးနည်းပညာတွေကိုအသုံးပြုပြီးဒီကိစ္စကိုဖော်ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ဒီဆိုးရွားတဲ့လုပ်ရက်တည်းရဲ့တရားခံဟာဘသူဘဝဆိုတာမဖော်ထုတ်နိုင်သေးပါဘူး
ကိုလိုနီယယ်ပတ်တဝေးရဲ့ရာဇဝတ်မှုတွေကအမေရိကန်ပြည်ထောင်စုရဲ့စိတ်အနှောက်အယှက်အဖြစ်အဆုံးမပြေရှင်းနိုင်သေးတဲ့အမှုတွေကတခုအဖြစ်ဆက်လက်တည်ရှိနေပြီးတခါတလေမှာစိုးသွမ်းမှုဟာမတင်မှတ်တဲ့နေရာတွေမှာဖြစ်ပွားနိုင်ပြီးဘယ်တော့မှအပြည့်အဝမပြောင်းကင်းနိုင်တဲ့အမာရွတ်တွေခြံထားကင်းနိုင်တဲ့ဆိုတဲ့သတိပေးချက်တစ်ခုအဖြစ်တည်ရှိနေကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ